ကက်တီကက်တက်နော်ဘလို့လုပ်ပြီးတော့ဝှရှော်ဇက်တယ်ဝင်သွားတာလေစဉ်းစားလို့မရဘလို့ထောက်လဲလို့ကြည့်အောင်မယ်ပြီးတဲ့အထိဘလို့ကနေဘလို့ဝှရှော်ဇက်တယ်ကိုရောက်သွားတာလေကွယ်ခလေးလည်းမဟုတ်ခလားလည်းမဟုတ်ပဲနဲ့တော့ထောက်ယူရမယ်ဘယ်ကနေဘလို့ဝင်သွားတာလဲကွယ်စဉ်းစားလို့ကိုမရငယ်ချင်းတို့လည်းစဉ်းစားကြည့်ပါသူဘယ်ကနေဘလို့ဝှရှော်ဇက်တယ်ဝင်သွားတာလဲမသိခလေးလည်းမဟုတ်ခလားလည်းမဟုတ်ပြီးတဲ့အထိကိုကြည့်အောင်မယ်ဘလို့လောက်ပြီးထောက်လိုက်လဲဆိုတာဟုတ်တယ်ဟိုမှာလည်းဘလို့တွေထောက်နေလဲမသိထောက်တဲ့တူကလည်းဝင်တဲ့တူကလည်းဘလို့ဝင်သွားလဲမသိဘူးချော်လက်တယ်ဆိုခလေးလေးတွေဆော့ရင်လည်းဝင်သွားတဲ့ဆိုတော့နည်းနည်းတော်တယ်ဒါခလေးလည်းမဟုတ်ခလားလည်းမဟုတ်ဘလို့ကနေဘလို့ဝှချော်လက်တယ်ရောက်သွားတယ်ကွယ်ထောက်တယ်ဟဲ့ထောက်တယ်ပြီးတဲ့အထိကိုကြည့်မယ်ဘလို့ကနေဘလို့ထောက်လဲပေါ့ခင်ဗျာတော်တော်ထုတ်ယူရတယ်ဒီဘူးချော်ဆက်တဲ့ဝင်နေတဲ့မိမမျက်နှာမြင်ချင်းလို့ဘယ်လိုပုံစံလဲဆိုတော့ပြီးတဲ့အထိကိုကြည့်ရမယ်ထောက်တယ်ဟဲ့ထောက်တဲ့သူကလည်းပြီးနိုင်တော့ဘူးဟဲ့ကြာလိုက်တာမလေး